တင်ရ teaching career ကိုအခုမှစတင်မယ်လို့လားတင်ကြားရေးမှာ next level ကိုထပ်မံတက်လှမ်းခြင်းပါသလား early childhood education ကိုတော့တစ်ထဲဝင်လေ့လာခြင်းပါသလားအားလုံးမင်္ဂလာပါကျွန်မကဒီချက်ခင်ပါအရာအားလုံးစတင်ပြောင်းလဲဖို့အတွက်ကျွန်မတို့မှာမိကုန်းတစ်ခုပဲလိုပါတယ်ဘယ်ကနေစတင်ရမလဲဘယ်တင်တန်းတွေကိုတက်ရမလဲဘယ်လိုလူတွေနဲ့ချိတ်ဆက်ရမလဲဆိုတဲ့မိကုန်းတွေကိုပေးဖို့လိုပါတယ်ဒီမိကုန်းတွေအားလုံးအတွက်အဖြေကတော့ Rise Up မှာရှိပါတယ် Rise Up မှာဆရာဆရာမတွေအတွက် teachers training တွေမိဘတွေအတွက် parenting programs တွေနဲ့တသားသမီးတို့အတွက် story songs and hands-on activity များကိုစုံစုံလင်းလင်းနဲ့တစုတစည်းတဲ့ Rise Up မှာရနိုင်မှာဖြစ်ပါတယ်ရှင် So hope is help stay tuned to Rise Up for your better beginnings